အားလုံးပဲမင်္ဂလာပါရှင်စနတာကူကနေပြီးတော့ကျေးဇူးလိုက်ပါတယ်ရှင်ညီမဒီနေ့ review လုပ်ပြီးမှာကတော့ Eva brand ဖြစ်တဲ့ ACTC Mix Fan Egula လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီကောင်လေးဆိုရင်တော့ဒီ app to 12 hour အထိအသုံးပြုလို့ရပါဖြစ်ပါတယ် fashion လေးအကြောင်းတစ်ချက်ရှင်းပြပေးပါမယ်ရှင် fashion လေးကတော့တို့ပါမှာတော့ power ရဲ့ speed ရဲ့ mix ရဲ့ oscillating ရဲ့ lighting ရဲ့ပါမှာဖြစ်ပါတယ်ရှင်အသုံးပြုရင်းနဲ့ဘယ်ကလေးတွေဘယ်လိုအသုံးပြုရမလဲဆိုတော့ပြောပြပေးမှာရှင်ကျွန်တော်ကရင်ငွေးတက်တဲ့ဟာကိုစမ်းပြပြီးမှဖြစ်တဲ့အတွက်ရေလေးတစ်ချက်ထည့်ပါမယ်ရှင်ဒီအထဲထဲမှာဆိုရင်ဒီပန်ကာရဲ့အရှိမပါတော့ဒီခလုတ်လေးရတော့တို့ဒီရေမွေးသို့မဟုတ်အမွေးစီထည့်ပြီးအသုံးပြုမယ်ဆိုရင်လည်းရေငွေးထွက်တဲ့အချိန်မှာကောင်းမွန်တဲ့ရနက်လေးပါပါဝင်ဖြစ်ပါရဲ့ရှင့်။ကျန်ကန်ပါ။ Transfer ကတော့တို့ 3G high speed ပေးတာမှဖြစ်ပါရဲ့။ရေထည့်ပြီးတော့ဖြစ်တဲ့အတွက် mix လေးကိုနှိပ်လို့ရပါပြီရှင်။ oscillating ဆိုတာက oscillating technology ဆိုတာကတို့ဒီ Egula ကိုတို့ခေါင်းကို120 degree လှည့်ပေးနိုင်တဲ့ဟာကိုပြောရပါရှင်။နောက်ဆုံးတစ်ခုလေးကတော့ညတို့စီမှာတော့ဒီမှာတော့ lighting LED မီးလည်းပါရှိမှာဖြစ်ပါရဲ့ရှင်။ဒီကောင်လေးကတို့အားသွင်းမယ်ဆိုရင်နောက်မှာတိုက်စီချိုးလေးနဲ့အားသွင်းပေးရမှာဖြစ်ပါတယ်ရှင်ခုနကရေတွေကိုပြန်ထုတ်ချင်တယ်ဆိုရင်ဒီEgula ရဲ့အောက်ခြေမှာရေထုတ်တဲ့အပေါက်လေးပါမှာဖြစ်ပါတယ်ရှင် Randy လေးကတော့1 year ပါရှိပါတယ်မိန်းလေးကတော့ China brand China made ဖြစ်တဲ့အတွက်ဒီဈေးနှုန်းအသစ်နဲ့ quality ဘိုင်းမှာလည်းတည်တည်မြတ်တာဆိုတာထုတ်လုပ်ပေးထားပေးပါတယ်ရှင်ဒီကောင်လေးလိုချင်နေဆိုရင်တော့ညီတို့ဒီ Sam Brother ကို showroom မှာလာရောက်ဝယ်ယူအားပေးနိုင်တယ်လို့ညီတို့ဒီ Sam Brother ကို Facebook page Messenger မှာလည်းလာရောက်စုံစမ်းမြင်မြင်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ယူပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်အားထားစေစားပေးကောင်းမွန်တာကြောင့်ဝယ်ယူပြီးစိတ်ချမ်းသာစေရန် Sam Brother ကိုပြည်ပြည်နေတဲ့ရဖွဲ့တွင်ဝယ်ယူပါလို့တိုက်တွန်းပါရစေရှင် Customer satisfaction is our future